ဒီလေးကျင့်ကန်အောင်မြင်သွားရင်ခမ ्या ဟာဒီတသက်စော်ကြီးပဲကြီးဖြစ်သွားပါပြီခမ ्या ရဲ့မေယိုကို၃ပတ်ကြာအောင်နေ့တိုင်းလေးကျင့်ကန်လုပ်ရင်ဘာဖြစ်မလဲပထမအပတ်ကတော့အသားတွေပူထူလာတာပါပဲခန္ဓာကိုယ်ရဲ့တပေါင်းချင်းအလိုက်အတန်မာဆုံးကြွက်သားတွေဖြစ်တဲ့ဝါကြွက်သားတွေဟာအိပ်ပျော်နေရကနေနိုးထလာပါလိမ့်မယ်ခမ ्या ရဲ့ရှာကိုပို့ပြီးတတိထားမိလာပြီးအပေါ်မေယိုကိုထောက်ပံ့ပေးဖို့အတွက်ပါဇက်အမိုးပေါ်ကိုရှာနဲ့ဖိတွန်းထားမိလာပါလိမ့်မယ်14ရက်နေ့မြောက်မှာတော့ကြွက်သားထုတိုးပွားလာပါပြီမေယိုတောင်းတွေဟာတိတိတသာပဲထူထဲလာပါမယ်ကြွက်သားမြင်တွေဟာပြတ်တောက်ပြီးပြန်လည်တိဆောက်လာပါလိမ့်မယ်ဒါဟာခမ ्या ရဲ့မျက်နှာအောက်ပိုင်းကိုပိုကျဲလာစေပါတယ်ဒါကအမြင်အာရုံကိုလှည့်စားမှုတစ်ခုဖြစ်ပေါ်စေပါတယ်မေယိုးကျဲလာတာနဲ့အမျှပယိုးပေါ်ကအရေပြားတွေကိုတင်းသွားစေပြီးလူတိုင်းလိုချင်ကြတဲ့ပချမ်းရိပ်လေးကိုဖြစ်ပေါ်စေပါတယ်ဒါဟာအလှအပတွက်တင်မဲ့မဟုတ်ပါဘူးပါဇက်ရဲ့အနေအထားကိုမှန်ကန်အောင်ပြုပြင်ပေးတာဟာလေလန်းချောင်းကိုပွင့်စေပါတယ်ဟောက်တာတွေပျောက်ကွယ်သွားပါလိမ့်မယ်အိပ်ပျော်နေစဉ်မှာခမ ्या ရဲ့အုံနောက်ကိုအောက်ဆီဂျင်ပုံမရရှိစေပါတယ်မေးစိအောက်ကအဆီတွေတင်းရင်းလာပါတယ်ကြွက်သားတွေရဲ့တင်းအားကြောင့်မင်းနှက်ထက်ဖြစ်နေတာတွေပျောက်သွားပြီးလေပင်တစ်ခုလုံးကိုမြင့်တင်မိလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်ခမ ्या ရဲ့တာမန်မျက်နှာတွင်မြင်ကပြောင်းလဲသွားပါမယ်။ပါဇက်နဲ့အသက်ရှူပုံပျောက်သွားပြီးပါဇက်ပိတ်ခါပြတ်သားတဲ့အကြည့်နဲ့ခံရတဲ့မျက်နှာတိဆောက်ပုံလိုမျိုးဖြစ်လာပါလိမ့်မယ်။ခမ ्या ရဲ့မေယိုးဟာအခုဆိုရင်တုံခါမှုတန်ခံနိုင်တဲ့အရာတစ်ခုဖြစ်လာပါပြီ။တန်မာတဲ့မေယိုးဟာခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုနဲ့လည်းဆက်ဆက်နေပါတယ်။ရက်ပေါင်း30မှာတော့ခမ ्या ဟာထွင်းထုထားသလိုပေါ်လွင်ပြီးပြတ်သားထက်မြက်တဲ့မျက်နှာပုံစံဖြစ်နေပါပြီ။ဒါဟာခွဲစိတ်ဆရာမလို့ပဲမျက်နှာပြုပြင်လိုက်တယ်လို့ပါပဲ။ဒီလိုဗီဒီယိုတွေကိုနောက်ထပ်ကြည့်ရှုခြင်းရင် follow လေးနှိပ်ခဲ့ပေးကြပါ။